ခုနောက်ပိုင်းလူကြီးတင်မကလူငယ်လူလက်ပိုင်းတွေမှာပါအဖြစ်များလာတဲ့အဆင့်အမြင့်ရောင်ဂေါက်ယောဂအကြောင်းကိုဒီနေ့မှာအသေးစိတ်မျှဝေပေးသွားမှာပါတအိမ်မှာတယောက်နှုံနီးပါးဖြစ်နေကြပြီးဝေဒနာခံစားရပြီးဆိုရင်အင်မတန်ကိုနာကျင်ရတယ်လို့ယာဒီဥတုအေးရင်ပို့ပြီးဆိုတတ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးမှာဂေါက်ယောဂဘာကြောင့်ဖြစ်တာလဲဘလို့အစားတောက်တွေကိုရှောင်ပြီးဘာတွေစားတင်လဲနာကျင်မှုကိုတက်တာစီမဲ့လက်ကျင့်ခန်းတွေကဘာတွေလဲစားတဲ့အချက်လက်တွေကိုအစုံအလင်းရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးကြပါဦးနော်ယခုဗီဒီယိုမှာတင်ပြထားတဲ့အချက်လက်များဟာအထွေထွေကျန်းမာရေးဗဟုသုတအတွက်ရည်ရွယ်ပါတယ်ကျွမ်းကျင်တဲ့ဆရာဝန်ဒါမှမဟုတ်ဆေးပညာရှင်တက်ကြွနားလေသူများရဲ့အကြံပြုချက်နဲ့ကုသမှုများကိုအစားထိုးရမဟုတ်ပါမိမိရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့သိရှိလိုပါကသက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါရန်တိုက်တွန်းလိုပါတယ်။ဂေါက်ယောဂဖြစ်စေတဲ့အကြောင်းရင်းများယူရစ်အက်ဆစ်ဆိုတာအစားအတော်များများမှာတွေ့ရတဲ့ purine ဓာတ်ပြိုကွဲမှုကနေထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ခန္ဓာကိုယ်က purine protein တစ်မျိုးကိုခြေဖက်ရာကနေယူရစ်အက်ဆစ်ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပါတယ်။ယူရစ်အက်ဆစ်ကများတာကြောင့်စီးထဲမှာပါသွားပေမဲ့တင့်ကြောက်ကက်ကကောင်းစွာအလုံးမလုပ်ဘူးဆိုရင်တိတ်ခန္ဓာကိုယ်ကယူရစ်အက်ဆစ်အများကြီးထုတ်လုပ်မယ်ဆိုရင်၎င်းကပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ယူရစ်အက်ဆစ်ပိုရှံမှုကတစ်အဆစ်များမှာအနေထိုင်လာပြီးအဆစ်အမြင့်ဂေါက်ယောဂလို့သိကြတဲ့ရောင်ရမ်းခြင်းတွေနာကျင်ကြိတ်ခဲခြင်းတွေဖြစ်ပေါ်စေနိုင်ပါတယ်။တင်ကြောက်ကက်ထဲမှာ substance တွေစုပုံနိုင်ပြီးကြောက်ကက်ကြောက်တဲ့ခြင်းဖြစ်လာနိုင်ပါတယ်။အရွယ်ရောက်ပြီးအမျိုးသားများနဲ့သွေးဆုံးပြီးအမျိုးသမီးများမှာအဖြစ်များပါတယ်။ယူရစ်အက်ဆစ်လွန်ကဲလာတာကိုလေ့လာတဲ့အခါမှာ3ပုံတစ်ပုံကစားသုံးတဲ့အစားအစာတွေကြောင့်လို့သိရပါတယ်။ဂေါက်ယောဂါကိုအစားအစာနဲ့ကုကြမယ်။နံပါတ်1ရေတောက်ခြင်းရေတောက်ခြင်းဟာသွေးထဲမှာရှိတဲ့ယူရစ်အက်ဆစ်ပမာဏကိုစီးကနေစွန့်ထုတ်ပေးတာကြောင့်တစ်နေ့လေရေ8ခွက်မှ10ခွက်အထိတောက်ပေးပါလီတာအနေနဲ့ဆိုရင်1လီတာကနေ2လီတာအထိတောက်ပေးပါနံပါတ်2တရုတ်နံနံတရုတ်နံနံအစစ်ဒါမှမဟုတ်အရွက်ဟာယူရစ်အက်ဆစ်ကိုကျစေတဲ့အာနိသင်ရှိတာကြောင့်ထမင်းစားရင်ပဲဖြစ်ဖြစ်ဟင်းချက်တဲ့နေရာမှာပဲဖြစ်ဖြစ်တရုတ်နံနံရွက်ကိုထည့်ချက်ပါအစစ်ကို3ခွက်တစ်ခွက်ကြိုပြီးတော့တောက်လို့လည်းရပါတယ်။နံပါတ်3ဘိုစားပဲဘိုစားပဲသီးကိုအစိမ်းလိုက်ဝါစားခြင်းဒါမှမဟုတ်ဘိုစားပဲသီးဖြော်ရည်တစ်နေ့150မီလီမီလီတာတောက်ပေးခြင်းဖြင့်အကျိုးထူးခံစားရပါလိမ့်မယ်။နံပါတ်4ပန်းဒီပန်းဒီထဲမှာရှိတဲ့မယ်လစ်အက်ဆစ်ဓာတ်ကယူရစ်အက်ဆစ်ပမာဏကိုညတာစီလို့နက်နေ့လေညထမင်းစားပြီးတိုင်းပန်းဒီတစ်လုံးစီစားပါဒါမှမဟုတ်ပန်းဒီဖြော်ရည်ကိုတဘာဝအရင်နဲ့ဖြော်တောက်ပါနံပါတ်5ငပြောသီးခောက်ယောဂပြင်းထန်ခံစားနေရချိန်မှာတနေ့လင်ငပြောသီးတစ်လုံးကြားစီနဲ့4ရက်7သိန်းလောက်စားပြီးပါနံပါတ်6သီးနဲ့တံပီယိုသီး6သီးနဲ့တံပီယိုသီးထဲမှာရှိတဲ့ဗီတာမင်စီဓာတ်များကအယိုးအဆစ်များကိုတမ္မာစီယုံတာမကဘူးယူရစ်အက်ဆစ်ပမာဏကိုလည်းညတာစီလို့ရှောက်ရည်ဒါမှမဟုတ်တံပီယိုသီးဖြော်ရည်ကိုတကြားနဲ့စားလုံးဝမထည့်ဘဲနဲ့တောက်ပါနံပါတ်9နနက်သီးယူရစ်အက်ဆစ်ကိုမြတာစေတဲ့ရှားပါသောဘရိုမယ်လင်းပါရှိတဲ့နနက်သီးဟာအဆစ်အမြင့်ရောင်ရမ်းခြင်းကိုတက်တာစေတဲ့အတွက်ဂေါက်ယောဂဖြစ်နေချိန်နနက်သီးစားခြင်းဟာအဆစ်အမြင့်ရောင်ရမ်းခြင်းကိုတက်တာစေပါတယ်။နံပါတ်10တင်ဘော်ဒီအစိမ်းတင်ဘော်ဒီစိမ်းကိုအတုံးလေးတွေသုံးကပြုတ်ပြီးလက်ဖက်6ခတ်ပြီးတော့ရောတောက်ပါ။နံပါတ်9ပန်းကော်ဖီစိမ်းတခွားဒီပန်းကော်ဖီစိမ်းနဲ့တခွားသီးတွေကသွေးထဲမှာယူရစ်အက်ဆစ်ပိုရှံမှုနဲ့အဆစ်များပတ်လည်ရှိယူရစ်အက်ဆစ်ပုံဆောင်ခဲတွေထုတ်လုပ်မှုကိုလျော့နေစေပါတယ်။နံပါတ်10မုံလာဥနီမုံလာဥနီကိုပုံမှန်စားပါကဂေါက်ယောဂကိုကာကွယ်ပေးတယ်လို့ကျန်းမာရေးကိုလည်းပုံမကောင်းမွန်စေနိုင်ပါတယ်။နံပါတ်7ချယ်ရီတီအက်တိုဆန်နင်းလို့ခေါ်တဲ့တက်တိုးဆက်ကျင်ပစ္စည်းပါဝင်လို့ချယ်ရီတီကယူရစ်အက်ဆစ်ပမာဏကိုလျှော့ချပေးနိုင်တယ်။အစစ်ပတ်လေမှာရှိတဲ့ခရစ်စတယ်မဖြစ်ပေါ်အောင်တားဆီးပေးနိုင်ပါတယ်။နံပါတ်7ကြက်သွန်နီခန္ဓာကိုယ်ကနေယူရစ်အက်ဆစ်တွေကိုဖယ်ထုတ်ပြီးတော့ယူရစ်အက်ဆစ်ပိုချန်လို့ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကိုကြက်သွန်နီကကူညီပေးနိုင်ပါတယ်။နံပါတ်7ရေနွေးချမ်းယူနီချမ်းပုံမှန်တောက်ရင်ဂေါက်ယောဂါကိုတားဆီးသလိုသွေးထဲယူရစ်အက်ဆစ်ပမာဏမြင့်တက်တာကိုလည်းထိန်းပေးနိုင်ပါတယ်။နံပါတ်14
berry သီးများ berry သီးမှာပုံမှန်စားမယ်ဆိုရင်ခန္ဓာကိုယ်မှာ uric acid လွန်ကဲစွာစုပုံခြင်းကိုတားဆီးပေးနိုင်ပါတယ်မစားသင့်တဲ့အစာတွေကတော့နံပါတ်1ဝမ်းသွင်းကလေးစားဥပမာအသေးအမြင့်နှလုံးအုံနောက်နံပါတ်2အနီရောင်ရှိတဲ့အသားများဥပမာအမဲဓာစိတ်ဓာနံပါတ်3ပင်လယ်စာများငါးတစ်တာငါးအစာရှိတဲ့အစာတွေဟာ purine လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါတဲ့ uric acid ကိုပိုများစေပါတယ်နံပါတ်4တနေ့ကိုအတင်းတောက်အချိုရည်6ဘူးအထက်တောက်တဲ့သူတွေမှာလည်း uric acid တွေများနေပါတယ်အကြောင်းရင်းကတော့အချိုရည်ဒီမှာပါတဲ့တခြားတစ်မျိုးဖြစ်တဲ့ fructose ကြောင့်ပါနံပါတ်5အရက်ဘီယာအလွန်ကျွံတောက်တာကိုလည်းရှောင်ကျဉ်ရပါမယ်နံပါတ်6 coffee ကိုလည်းတစ်နေ့2ခွက်3ခွက်ထက်ပိုမတောက်သင့်ပါဘူးနံပါတ်9ပဲပုတ်စေကလဘဲစားတဲ့ပဲတွေမှာတော့ purine ပါဝင်မှုများတဲ့အတွက်အလွန်အကျွံမစားမိဖို့လိုအပ်ပါတယ်နံပါတ်10ဗီတာမင် C နဲ့ D ပါဝင်တဲ့အားဆေးတွေကိုတတ်နိုင်သမျှရှောင်ကျဉ်ရပါမယ်စီးကြောက်တဲ့တာကိုပိုဆွေးစေလို့ပါနံပါတ်9အသီးရွက်ထဲမှာဆိုရင်ဟင်းနုနွယ်ကညွတ်ပန်းကော်ဖီမိုးတွေကိုအများကြီးမစားသင့်ပါဘူးနောက်ခုရှိပါသေးတယ်မြင့်ပါပြုလုပ်တဲ့လက်ကျင့်ခန်းတွေကတော့ကောက်ယောဂရှိသူတွေအတွက်လက်ကျင့်ခန်းလုပ်တာဟာအစစ်အမြင့်တွေတောက်တင်းမှုကိုရောကြစေပြီးတော့နာကျင်မှုကိုသက်သာစေယုံတာမကuric acid ပမာဏကိုလည်းထိန်းညှိပေးနိုင်ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးအချက်ကယောဂအပြင်းထန်ဖြစ်နေချိန်မှာတော့လေ့ကျင့်ခန်းမလုပ်ပဲအနားယူရပါမယ်။ယောဂငြိမ်နေတဲ့အချိန်မှာလှုပ်ဆောင်တဲ့လေ့ကျင့်ခန်း၃မျိုးရှိပါတယ်။နံပါတ်1အစစ်အမြင့်လှုပ်ရှားမှုလေ့ကျင့်ခန်းအစစ်တွေတောက်တင်းမနေစေဖို့နဲ့လှုပ်ရှားမှုလွယ်ကူစေဖို့အတွက်ဖြစ်ပါတယ်။ခြေချင်းဝတ်လက်ချင်းထိုင်နေရင်ဒါမှမဟုတ်လဲလျောင်းနေရင်ခြေကျုံးမှုကိုနာယီလက်တံအတိုင်း10ကြိမ်နာယီလက်တံပြောင်းပြန်10ကြိမ်ဖြည်းဖြည်းချင်းလှည့်ပေးပါခြေချောင်းလေးများကိုကွေးချင်းခြေချောင်းလေးတွေကိုကွေးလိုက်ဆက်လိုက်ဖြည်းဖြည်းချင်းလှုပ်ပေးပါနံပါတ်2 aerobic လေ့ကျင့်ခန်းနှလုံးခုန်နှုန်းကိုမြင့်တင်ပေးပြီးကိုယ်အလေးချိန်လျှော့ချဖို့ကူညီပေးပါတယ်ကိုယ်အလေးချိန်ကျဆင်းခြင်းဟာ uric acid ပမာဏကိုတိတိတတ်တာလျော့ကျစေပါတယ်လမ်းလျှောက်ခြင်းအစစ်တွေကိုအားသိမ့်မပြူရပဲတက်တောက်တက်တာလမ်းလျှောက်ပေးပါရေကူးခြင်းကောက်ယောဂအတွက်အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်ရေထဲမှာကိုယ်အလေးချိန်ကိုရေကထိမ့်ပေးထားတဲ့အတွက်အစစ်တွေအပေါ်ဝမပိစေဘဲနဲ့တကိုယ်လုံးလှုပ်ရှားမှုရစေပါတယ်စပိန်စီခြင်းအစစ်အမြင့်တွေအပေါ်ဝမပိစေပဲခြေထောက်ကြက်သားတွေကိုတမ်းမာစေပါတယ်နံပါတ်3ကြွတ်သားတမ်းမာစေသောလေ့ကျင့်ခန်းအစစ်တွေရဲ့ဘေးပတ်လည်မှာရှိတဲ့ကြွက်သားတွေတမ်းမာလာရင်အစစ်တွေအပေါ်တက်ရောက်တဲ့ဒဏ်ကိုလျော်နေစေပါတယ်ခြေထောက်မြောက်ခြင်းလဲနေရင်ခြေထောက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ချလိုက်လှုပ်ပေးခြင်းဖြင့်ဒုစစ်ပတ်လဲကြွက်သားတွေကိုတမ်းမာစေပါတယ်သတိထားရအချက်တွေကတော့အစစ်တွေရောင်ရမ်းနာကျင်နေချိန်မှာလေ့ကျင့်ခန်းလုပ်ရင်ရောင်ရမ်းမှုပိုဆိုးသွားနိုင်ပါတယ်လေ့ကျင့်ခန်းကိုပြင်းပြင်းထန်ထန်ချက်ချင်းမလုပ်ပဲတစ်နေ့ကို10မိနစ်15မိနစ်ကနေစတင်ပါလေ့ကျင့်ခန်းလုပ်တဲ့အခါချွေးထက်တဲ့အတွက်ရေဓာတ်မခန်းချအောင်ရေပုံမှန်တောက်ပေးဖို့အထူးလိုအပ်ပါတယ်။ကောက်ယောဂဆိုတာဆင်ခြင်နေထိုင်ရင်ထိန်းချုပ်လို့ရတဲ့ယောဂမျိုးဖြစ်လို့စိတ်မပြတ်ပါနဲ့လို့အားပေးချင်ပါတယ်။ကောက်ယောဂကတည်စီနိုင်တဲ့ယောဂမဟုတ်ပေမဲ့ကောက်ယောဂအတွက်တောက်ရတဲ့ဆေးတွေကနှလုံးကြောက်ကတ်တွေကိုထိခိုက်စေတာကနေစဉ်ယောဂဝေဒနာတွေခံစားရပြီးတည်ဆုံးစေတာပဲဖြစ်ပါတယ်။ခုဗီဒီယိုထဲမှာပြောပြသွားတဲ့အချက်တွေအပြင်တခြားသိချင်တာတွေရှိရင်ဒါမှမဟုတ်လူကြီးမင်းတို့ရဲ့အတွေ့အကြုံတွေရှိရင်လည်း comment မှာရေးသွားပေးကြပါအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like ပေးဖို့နဲ့တငယ်ချင်းမိတ်ဆွေတွေကို share ပေးဖို့မမေ့ပါနဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်